အဲ့တော့အမျိုးသမီးတွေကိုဝင်ဆောင်တဲ့အခါကျတော့ကိုဝင်ဆောင်တဲ့အရွယ်3ရွယ်ရှိတယ်ဒီဘက်က10ကျော်သက်ဖြစ်ပြီးဆိုတာနဲ့20အတွင်းတစ်ပိုင်းပိုင်းလိုက်တော့မဟုတ်30တစ်ပိုင်းပိုင်းလိုက်နော်ဒီအဲ့လိုပိုင်းပြီးတဲ့အခါကျတော့အခါဒုတိယတစ်ပိုင်းတတိယတစ်ပိုင်းပိုင်းတဲ့အခါ50 60လောက်ထိကိုဝင်ဆောင်နိုင်တယ်လို့ဇာတိရလို့ဆိုတယ်အဲ့ဒီထက်ကနေပြီးတော့ငငယ်ရွယ်နဲ့ဘာကြောင့်ကိုဝင်မဆောင်တာလဲငယ်ရွယ်တဲ့အမျိုးသမီးတွေကိုဝင်ဆောင်ရင်သားသမီးကိုကောင်းကောင်းမဆုံးမနိုင်ဘူးတဲ့ဘာဖြစ်လို့ဆိုတော့သူကတဏှာရာကအာကြီးနေသေးတယ်ဒုတိယတစ်ပိုင်းကျတော့လေစီဝါရေးနဲ့တခြားကိစ္စတွေပါလေများနေသေးတယ်တဏှာရာကကိစ္စကလည်းအာကြီးသေးတယ်အဲ့ဒါကြောင့်ဒုတိယတစ်ပိုင်းမှာလည်းကိုဝင်မဆောင်ဘူးတဲ့ဘုရားလောင်းတွေကိုကိုဝင်ဆောင်တဲ့အခါမွေးဖွားခြင်းရဲ့နောက်ဆုံးအပိုင်းကြမှာကိုဝင်ဆောင်ပါတယ်တဲ့မာရီမိဖုရားကြီးသက်တော်55နှစ်6လအဲ့လိုဖြစ်သွားတဲ့အခါကျတော့မွေးမဲ့ရက်ကကိုဝင်ဆောင်မှာ10လ296ရက်ကြာဘူး296ရက်ကို9ရက်ထက်ပေါင်းအဲ့လိုဖြစ်သွားမှာနော်296ရက်အပေါင်း9ရက်အဲ့လောက်နေမာရီမိဖုရားကြီးသေတော့မယ်ဆိုတဲ့ဟာကိုတိရကေတုနတ်ကကြည့်ပြီးမှမာရီမိဖုရားကြီးကိုကွက်တိအချိန်ကပရိသတ်နေယူတယ်မာသကရေ60ခေါ်ပရိသတ်နေယူပြီးတဲ့အခါကျတော့မာသကရေ68ကြားတဲ့ကအတွင်းနဲ့ကလေးလေးရဲ့ဆန္ဒလည်းပါအမေဖြစ်တဲ့သူကလည်းသွားခြင်းအမျိုးတည်းကိုသွားမယ်ဒေဝရဟကိုပြန်ကျင်တဲ့ကပိလဝတ်နဲ့ဒေဝရဟနီပေါနိုင်ငံမှာပဲရှိဟုတ်ပြီနော်14မိုင်လောက်ဝေးတယ်ဒီနှစ်ခုကြားဆိုတော့အလဲကမှာလုံပြီးနီဆိုတဲ့ဥယျာဉ်ရှိတယ်ဘာဥယျာဉ်လဲလို့လုံပြီးနီဆိုတာလုံမငယ်အလုံးကြားဘူးလားလုံမငယ်လုံမပြူလေးတွေဆိုတာဘယ်လိုလိုပြော10ကျော်သက်အရွယ်တွေအသက်20မပြည့်သေးတဲ့10ကျော်သက်ပြိုမြင့်နုနယ်လှသွေးကျဲတဲ့အရွယ်ကိုလုံမငယ်လို့ခေါ်တယ်အဲ့လိုပဲလုံပြီးနီဆိုတဲ့ဥယျာဉ်ကြီးကအမြဲတမ်းစိမ့်ဆူလန်းဆန်းပြီးတော့တတိဝလံပန်းမှန်နေတဲ့ပြည့်နှက်နေလို့အဲ့ဒီဥယျာဉ်ကြီးကိုလုံပြီးနီလို့ခေါ်တာဟုတ်ပလားတကယ်တမ်းကျတော့အဲ့ဒီဥယျာဉ်ကြီးကအင်ဂျင်မီတွေအများဆုံးပေါက်အင်ဂျင်ဥယျာဉ်အဲ့ဒါကနေ့မှားတဲ့အခါကျတော့လုံမနီအင်ဂျင်ဆိုပြီးကနေ့အင်ဂျင်အလုံးကြီးတွေအဲ့ဒါမဟုတ်ဘူးနော်ခနွန်ဘောထရီလို့ခေါ်တဲ့ဒီတစ်တွေကိုခနွန်ဘောထရီဆိုတော့ကနွန်အမြောက်ကြီးတွေဟိုတုန်းကအင်္ဂလိပ်လက်ထက်ကကနွန်အမြောက်ကြီးတွေရှိတယ်အဲ့ကနွန်အမြောက်ကြီးတွေကိုရန်လုံးကြီးတွေထည့်ပြီးပြစ်ဒါပထမအင်္ဂလိပ်မြန်မာကျူးကျော်သစ်လောက်ကဒီလိုတွေသုံးခဲ့ကြဒုတိယကျူးကျော်သစ်လောက်ဒီလိုတွေသုံးတာအဲ့လိုကနွန်အမြောက်ကြီးတွေမှာထည့်ပြစ်တဲ့အမြောက်ဆန်လုံးကြီးနဲ့သူလို့အဲ့ဒီပန်းမင်းကိုအမြောက်ဆန်ပန်းလို့ခေါ်တယ်အပင်ကနေထွက်ပြီးတော့ပွင့်တဲ့လုံမဏီပန်းမင်းကြီးအဲ့ဒါကဘုရားလောင်းပွင့်နေတာမဟုတ်ဘူးเนาะမှားနေတယ်ဘုရားပွင့်တာကအင်ဂျင်ပင်ဘာပင်တော့အင်ဂျင်ပင်ဆိုတာမြန်မာကြီးကပေါက်တဲ့အင်ဂျင်ယိုဒီအင်ဂျင်ယိုပြူဘုံဘအဲ့ဒါဘောလုံးဝင်ကားထဲမှာထည့်ဆွဲတယ်အဲ့တော့မြန်မာပြည်တို့နီပေါတို့တိရိလင်္ကာတို့နော်တရုတ်နိုင်ငံတို့မှာပေါက်တဲ့သဘာဝပေါက်ပဲမြန်မာပြည်မှာဆိုရင်နေရာတိုင်းမှာပေါက်အင်ဂျင်ပင်ဟုတ်လားအဲ့ဒီအင်ဂျင်ပင်တော့အဲ့ဒီအင်ဂျင်တော်ကြီးကိုရောက်သွားတဲ့အခါမာရီမြူရဲ့ဒီအင်ဂျင်တော်ကိုရောက်တော့အင်ဂျင်တော်မှာဝင်ပြီးတော့အနားယူရည်လေးပေါက်သွားတယ်အင်ဂျင်တော်တဲ့ဝင်လိုက်တဲ့ဆိုရင်အင်ဂျင်ပင်ပြိုလုံးဘက်ဖြောင်းဖြောင်းပြူပြူနဲ့အင်ဂျင်ပင်ပြိုအဲ့ဒီအင်ဂျင်ပင်လည်းထူးခြားလိုက်တာကြံတဲ့အပင်တွေကဂိုင်းတွေကနေပြီးတော့တခါလေညှက်ကြနေအောင်ပွင့်နေကြတို့အဲ့ဒီအင်ဂျင်ပင်ရတော့အပင်ခြေကနေစပြီးတပင်လုံးအရွက်ကိုမမြင်တော့အောင်အင်ဂျင်မတွေကဖွေးလုံနေအင်ဂျင်ဘူးလေးတွေစပားစီလေးတွေမှုကြိုင်းပြီးတော့ဖွေးနေအဲ့ဒီအင်ဂျင်မအောက်ကိုရောက်တဲ့သွားတဲ့ဆိုရင်မာရီမီရိုက်ရအင်ဂျင်ကကိုလက်ကင်မယ်လို့တော့အင်ဂျင်ကတခါတည်းညှွတ်ကြလာပြီးတော့လက်ထဲကိုရောက်လာအဲ့ဒီအချိန်မှာပဲကမ္မဇလေးခတ်ပြီးတော့ဘုရားလောင်းကိုဖွားမြင်တော်မူတယ်မဟာတက္ကရေ68ကဆုံလာပြီအခုလိုနေပါဦးနော်အဲ့လိုဘုရားလောင်းလေးဖွားမြင်တော်မူတဲ့အခါဘုရားလောင်းလေးဖွားမြင်တော်မူတဲ့ဆိုရင်ပဲမြမကြီးလေးဥကနေပြီးတော့သုဒ္ဓဝါဒမြမကြီးတွေယဟန္တာမြမကြီးဘာမြမကြီးတွေတော့ဘလောက်ထူးခြားလိုက်တဲ့ဒီလူသားဟာဣဇရိယမနုဿလူထဲမှာအမြင့်ဆုံးလူသားအဲ့ဒါကိုဣဇရိယမနုဿလို့ပြောတယ်မြတ်စွာဘုရားလူနော်နတ်ကနေဘုရားမဖြစ်ဘူးမြမကနေဘုရားမဖြစ်ဘူးဘုရားဖြစ်တဲ့ဆိုတာဘယ်နေဖြစ်လဲလူသားကနေဖြစ်လူအဖေလူအမေကနေမွေးပြီးတော့လူသားတယောက်လို့တော့အဲ့ဒီလူဟာဣဇရိယမနုဿထူးကဲလာတဲ့ပါရမီတော်ပြည့်စုံလို့ဘယ်သူမှတုတ်မမိတော့အောင်စိတ်တက်ရောဉာဏ်ရောပြည့်ဝတဲ့ပုဂ္ဂိုလ်ဣဇရိယမနုဿလို့ခေါ်တယ်အဲ့ဒီဣဇရိယမနုဿမွေးတဲ့အခါမိနေကန်းသူငါတို့ဘုံနေမယ်တဲ့မသွားနဲ့တဲ့ဟုတ်လား
နော်အရက်ထဲမှာမပြောကြဘူးလားအခုဘုံနှိမ့်လားမနှိမ့်လားဒီမွေးတဲ့ပုဂ္ဂိုလ်ကဘုံကြီးတဲ့အခါယဟန္တာမြမကြီး၄ယောက်ကရွှေတပတ်ကြီးနဲ့ခံယဟန္တာမြမကြီးရွှေသာပတ်နဲ့မြေကြီးမထိဘူးတရားလောင်းလေးဖွားမြလာပြဆိုမတ်တရက်ပဲဖွားတယ်ဒါဓမ္မတာ32ပါးထဲမှာပါတယ်တော့ပဲဖွားတယ်မတ်တရက်ပဲဖွားတယ်တရားလောင်းလေးမတ်တရက်ဖွားမြဆိုပင်မမနေဘူးမေတော်ကအော်ဟစ်ညင်ညူလေးတရားလည်းမလုပ်ဘူးအလုံးလွယ်ပါတယ်နော်ဓမ္မဂရံရေသိက်ကနေရေသွန်းချလိုက်လို့ပဲအခုရေသက်ခွက်ကနေရေဝုန်းကနေသွန်းချလိုက်တယ်လို့ပေါ့ဗျာအဲ့လိုမျိုးလိုလေကူကူပါပဲဘုရားလောင်းလေးကလည်းအခုဘုန်းဘုန်းတို့ဓမ္မဒနပလင်မောနေဆင်းသွားတယ်လို့ပါတယ်အမိပိုက်တဲ့နေထွက်သွားတာဘာမှမခက်ပါဘူးလေနော်တတိတံမသိဉာဏ်နဲ့ရှင်ပြီးတော့ဖွားမြင်တော့အဲ့ဒီအချိန်မှာယဟန္တာပြမကြီး၄ဦးကနေပြီးတော့ခါတဲ့အကနေထက်ပြမဘောနေဆင်းလာပြီးရွှေစားတစ်ပတ်ကြီးနဲ့ခံရတယ်ရေကြီးအထိမခံဘူးအမျက်ဆုံးလူသားရွှေသားတစ်ပတ်ကြီးနဲ့ဓမ္မကြီးလေးဦးကနေခမ်းပြီးတဲ့အခါကျတော့အဲ့ဒီဘုရားလောင်းတို့သားကိုတခါတစ်နဲ့ရေတစ်နဲ့ဆိုတဲ့သားကောင်ကတသက်လုံးမှာတစ်ချိန်ပဲမိတ်လိုက်ဒါကမျိုးပွားဖို့ဒါကြောင့်သူကတကောင်ပဲဖွာတယ်တစ်နဲ့ရေအဲ့တစ်နဲ့ရေကအလုံးတန်းဒီတရားတွေထဲမှာရာဂနေတယ်ပေါ့ဗျဝိသုဇဉ်တွေထဲမှာလိမ့်ဆန်တွေထဲမှာဆိုအလုံးတန်းတသက်လုံးမှာတစ်ချိန်ပဲမိတ်လိုက်အဲ့တစ်နဲ့ရေအရင်နဲ့စရုမာရဲ့နာမည်ကြီးလေးပါတစ်နဲ့ရေနဲ့ထပ်ပြီးတော့ခံတယ်အဲ့ဒီနေ့နဲ့ခံပြီးတော့လူတွေဒီအလိုက်လူတွေကအလောင်းနာကောင်းတဲ့ဘွဲပြူပစိုးလို့ခေါ်တဲ့ဖြူစင်ဖွေးတန့်နေတဲ့အဝတ်ဖြူကြီးနဲ့ကလည်းပတ်ပြီးတော့ဘုရားအလောင်းလေးကိုဖွေးပွေပြီးချီမလို့လောက်ခါရှိသေးတယ်ဘုရားအလောင်းကလူတွေရဲ့လက်ပေါ်နေဆင်းပြီးတော့ကြည့်လိုက်တယ်နော်အရှိဘက်ကိုလှည့်ကြည့်အရက်ဆယ်မျက်နှာလှည့်ကြည့်အရက်ဆယ်မျက်နှာအကုန်လုံးကသူ့ကိုအကုန်လုံးတညီတညွတ်တဲ့လက်အုပ်ချပြီးတော့ရှ िख ိုးနေကြနတ်တွေရောလူတွေရောဗြဟ္မာတွေရောအကုန်လုံးပေါ့တော့အရက်စေမနာအကုန်လုံးဘုရားလောင်းမင်းသားလေးကိုညှို့ပြီးတော့ရှ िख ိုးနေတယ်အဲ့မှာဘုရားလောင်းမင်းသားလေးကမြောက်ရက်ကိုခြေလန်း9လန်းလန်းဒါတွေဘုံဘုံအကျယ်ပြောပြီးအခုဒီလောက်ပဲပြောလို့ရမှာအချိန်မရတော့ဘူးနော်ခြေလန်း9လန်းလန်းပြီးတဲ့အခါလက်ညှိုးတစ်ချောင်းထောင်းနေတယ်စကားဘယ်နှခွန်ပြောတယ်တော့လောကမှာငါဟာအမျက်ဆုံးဒီဘဝဟာငါအတွက်နောက်ဆုံးပဋိသန္ဓေပဲနောက်ထပ်ပဋိသန္ဓေမနေတော့ဘူးအဲ့ဒီသုံးခုကိုယူရမယ်ဖွာရင်နားခွန်းဖြစ်သွားမှာအကောဟမသမိလောကတ္တစေထောဟမသမိလောကတ္တတေထောဟမသမိလောကတ္တအယမန္တိမာဇာတိနတ္ထိတာနိပုဏ္ဏဘောဘယ်နှခွန်းဖြစ်သွားငါးခွန်းဖြစ်သွားတယ်အဲ့တော့အကောဟသမိလောကတ္တကိုတစ်ခုပဲယူတော့အယမန္တိမာဇာတိဒီဘဝငါအတွက်နောက်ဆုံးဇာတိမွေးဖွားခြင်းပဲနတ္ထိတာနိပုဏ္ဏဘောနောက်ထပ်ဘယ်တော့မှဝါတစ်ထက်မယူအဲ့ဒီသုံးခုကိုယူတာဒါဟိုစကားကြီးသုံးခွင့်လို့ပြောတာနော်